ညာဆိုလောလောနဲ့လည်းအိမ်မပြောဘူးအိမ်လိုက်ပြီဆိုရင်နှူးနှူးကြကြကြီးဘာအတန်မဲကြကြချွတ်ဆိုတာနဲ့ကိုလူကနိုးလာတာမျိုးပေါ့နော်ကောင်းကောင်းအိမ်မပြောဘူးမနဲ့မိုးလင်းပြီဆိုရင်အားလုံးဝအေးမွားတဲ့ခံစားချက်ကြီးနဲ့တရက်အလုပ်တွေကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်ဒီဗီဒီယိုကိုကြည့်သွားပြီအဲ့ဒါကဘာကြောင့်လဲဆိုကိုအာယွန်ကြောအားနေနေတာနော်ကိုရဲ့ခန္ဓာကိုယ်ကသတိပေးနေကိုအာယွန်ကြောအားနေနေတာအဲ့တော့အဲ့လိုမျိုးအာယွန်ကြောအားနေရဆိုတစ်ချက်ကိုပဲဆင်ချင်ပေးအဲ့ဒါကဘာလဲဆိုတော့ဖုန်းကြည့်တာညအိတ်ခန့်ကြီးဒီဖုန်းတွေတောင်းလျှောက်ကြည့်တဲ့အခါမှာဒီဖုန်းကနေ blue light တွေထွက်တယ်ပေါ့နော်အဲ့ဒီ blue light ကအုံမျက်လုံးကနေတစ်စက်အုံနောက်ကိုသတိပေးနေဒါညာမဟုတ်ဘူးဒါညာမဟုတ်ဘူးဒါနေဆိုတဲ့ကြောင့်မို့အုံနောက်မှာမျိုးဆိုအာယွန်ကြော system နှစ်ခုရှိတယ်ပေါ့နော်တစ်ခုကတော့အလုပ်လုပ်တဲ့ system တစ်ခုကတော့နားတဲ့ system အဲ့ဒီမှာမျိုးဆိုတော့ဒီအုံနောက်ကြီးကတော့နေခင်းလို့ထင်ပြီးရဲ့ကတော့အလုပ်လုပ်တဲ့ system ကိုအမြဲတမ်းဖွင့်ထားလို့ဖြစ်ပြီးရဲ့ကတော့ဒီအုံနောက်ကြီးအမြဲတမ်းအလုပ်လုပ်ပြီးတော့ဒီနားရမယ့်အချိန်ဆိုတာမနာတဲ့ခါမျိုးဆိုတော့တဖြည်းဖြည်းနဲ့အာယွန်ကြောတဲ့အားနေလာအဲ့လိုအားနေလာလေကိုကညဘက်ကိုပို့ပြီးတော့အိမ်မပြော်လေပဲပေါ့နော်အဲ့တော့မျိုးဆိုပြောတာဖုန်းသုံးတာကိုလုံးဝကို short ချပါဖုန်းသုံးတာကိုလုံးဝကို view site ချပြပါအဲ့တော့နံပါတ်1တစ်ချက်ကဒါဆိုရင်အာယွန်ကြောအားပြန်ကောင်းဘာလို့လုပ်ရမလဲမျိုးဆိုတော့အစားအသောက်လေးဆင်ချင်ရမယ်ညကောင်းနဲ့အိပ်ပေးရမယ်နံပါတ်3တစ်ချက်ကဘာလဲဆိုမျိုးဆိုတော့ဖြည့်ဆွက်စာကိုတောက်ပေးရမယ်ပေါ့နော်ဖြည့်ဆွက်စာကိုမှီဝဲပေးရမယ်အကယ်၍ကိုကညအိပ်ရေးအာယွန်ကြောတဲ့အားနေပြီးညအိပ်ရေးတအားပြတ်နေတယ်နော်အာယွန်ကြောအားပြန်ကောင်းချင်တယ်ဆိုမျိုးဆိုကတော့ဒီမျိုးဆိုတို့ရဲ့ဒီ neurovita တီလေးကိုမျိုးဆိုညွှန်ပေးချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာကြည့်လိုက်ဒီအမဆိုလည်းအဲ့လိုပဲတော်တော်ကိုအိမ်မရတဲ့နေရာကနေအာယွန်ကြောတီတောက်ပြီးပြန်ပြီးတော့ကိုအိပ်ပျော်သွားတာအာယွန်ကြောတီးကြောင့်မလို့ဒီအာယွန်ကြောတွေကပြန်လန်းဆန်းကောင်းမွန်ပြီးတော့ပေါ့နော်ပြန်ပြီးအိပ်ပျော်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ကအာယွန်ကြောအားပြန်ကောင်းချင်တယ်ညကောင်းအိပ်ပျော်ချင်တယ်ဆိုမျိုးစုပြောတဲ့အချက်တွေကိုဂရုစိုက်ပါဒီဖြည့်ဆွက်စာလေးကတော့လိုအပ်တယ်ဆိုရင်မျိုးစုစီမှာအားပေးပါနော်အားပေးလို့ရပါတယ်ရှင်ဒါလေးမှချင်တယ်ဆိုတော့မမျိုးစုရဲ့ဒီ Viber ကနေလာပြီးတော့မှာလို့ရပါတယ်နော်